မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Sally Global Channel ကနေဒီနေ့အတွက်နောက်ဆုံးရအမှုပညာသတင်းပေါင်းစုံများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ခရိယဘာသာဝင်တယောက်ဖြစ်နေပေမဲ့ဗုဒ္ဓဘာသာတွေတောင်မလုံနိုင်တဲ့အရာတစ်ခုကိုလုပ်ပြလိုက်လို့လူပြောများတော့တဲ့ M sign လူတဲ့တင်ဆောင်ဝင်းကျော်ရေချိုးတာကိုချောင်းကြည့်တဲ့လူတွေကိုအခုလိုမှတ်ချက်ပေးလာတဲ့ဒေါ်ဝင်းမင်းတန်တဲ့လက်ရှိနာမည်ကအရန်ပူဆန်နေလို့ဆိုပြီးအခုလိုနာမည်အသစ်ပြောင်းလိုက်ကမှအလောင်းခံလိုက်ရတဲ့ချာလီတဲ့ဗလာတပိတ်တာနဲ့မိမချမ်းကြီးလို့နေပြီမလဲအခုလိုကောင်းလေးကိုချစ်သူတော်ထားပြီဖြစ်ကြောင်းဒဲထုတ်ကျွမ်းလာတဲ့ဘရိုနီကာတဲ့ရွှေစက်တော်ဖျားပွဲမှာအမျိုးသမီးတွေဒီဂျင်းနဲ့ကားကုံမြူးတူးနေကြလို့ငကားစိတ်ဆိုးကနောက်နေ့ရေကြီးနိုင်နေဆိုပြီးလူပြောများနေတဲ့တဲ့ရှာထားသမျှငွေတွေအကုန်လုံးကိုတညာလေးနဲ့အခုလိုနေရာမှာအကုန်သုံးပြလိုက်လို့ယူများသွားပြီလားဆိုပြီးဝေဖန်ခံလိုက်ရတဲ့ဖက်တီးမာတဲ့ပဲဖြစ်ပါတယ်ရှင်ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ပေမဲ့ဗုဒ္ဓဘာသာတွေတော့မလုံနိုင်တဲ့အရာတခုကိုလုပ်ပြလိုက်လို့လူပြောများသွားတဲ့ M sign လို့မင်္ဂလာပါပရိသတ်များရှင်မကြသေးခင်ကမှမိဖို့ကောင်အကိုက်ခံလိုက်ရလို့ပရိသတ်တွေအားလုံးရဲ့အချစ်မြတ်တာကိုရရှိပြီးတော့တပံပြန်လည်နာမည်ကြီးလာတဲ့ model M sign လူပါဆိုရင်အခုလည်းပဲဘာသာခြားတယောက်ဖြစ်ပါလျက်နဲ့ဗုဒ္ဓဘာသာဝင်တွေတော့မလုံနိုင်တဲ့အခုလိုမျိုးအရာကိုလုပ်ပြလိုက်လို့လူပြောများပြီးနာမည်ကြီးနေပြန်ပါပြီဗုဒ္ဓဘာသာဝင်တွေမလုံနိုင်ဘူးဆိုတာချက်မလုပ်ဖြစ်ဘူးလို့ပဲပြောရမှာပါဘာလုပ်ခဲ့ရလဲဆိုတော့သူမက3ရက်တိတိတရားစခန်းဝင်ပြီးတော့မှနေမအားညမနာတရားထိုင်ခဲ့တာပါပထမတော့သူမကခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်တာကြောင့်မလို့ဗုဒ္ဓဘာသာဝင်တွေလုပ်တဲ့အရာကိုလုပ်ဆရာမလို့ဘူးဆိုပြီးတော့ခံယူထားပေမဲ့လေအခုတော့အတွင်းစိတ်ရဲ့ငြိမ်းချမ်းခြင်းကိုရှာဖွေခြင်းပြီးတော့စိတ်တည်ငြိမ်ခြင်းတာကြောင့်မလို့တရားစခန်းဝင်ပြီးတော့မှတရားထိုင်ခဲ့တဲ့အကြောင်းကိုပရိသတ်တွေကိုပြောပြလာပါတယ်အဲဒီလို3ရက်တာတရားထိုင်ခဲ့တဲ့အတော်တွင်မှာသူမရဲ့စိတ်တွေကလည်းအတော်လေးကိုတည်ငြိမ်လာပြီးတော့ငြိမ်းချမ်းခြင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဆိုပြီးတော့မျှဝေပြီးခဲ့ပါသေးတယ်တာမန်ဗုဒ္ဓဘာသာဝင်စစ်တွေတော့အခုလိုမျိုး3ရက်ဆက်တိုက်တီတီတရားထိုင်မှုဆိုတာကဟိုအလုရှုပ်ဒီအလုရှုပ်ဖြစ်နေတာကြောင့်မလို့လုံးဝကိုအချိန်မပေးနိုင်တဲ့အနေအထားပါဒါပေမဲ့လည်းသူမကတော့အဲ့လိုတွေလှုပ်ပြလိုက်တာကြောင့်မလို့ပရိသတ်တွေအားလုံးရဲ့ချစ်ခင်အားပေးမှုကိုတစ်ဖန်ပြန်လည်ပြီးတော့ထပ်မံရရှိသွားခဲ့ပြန်ပါတယ်တင်ဆောင်ဝင်းကျော်ရေချိုးတာကိုချောင်းကြည့်တဲ့လူတွေကိုအခုလိုမှတ်ချက်ပေးလာတဲ့ဒေါ်ဝင်းမင်းတန်အခုချိန်အင်တာနက်ပေါ်မှာလူပြောများနေတာကတင်ဆောင်ဝင်းကျော်ရေချိုးတာကိုချောင်းကြည့်ကြတဲ့ကိစ္စပါဒါရိုက်တာကုစုံအာယုံဦးရိုက်ကူပြီးပိုင်တကွန်ချာလီတင်ဆောင်ဝင်းကျော်နဲ့မေမြင့်မို့တို့ပါဝင်ထားတဲ့ဒီဇက်ကားမှာမြို့သူတွေတင်ဆောင်ဝင်းကျော်ရေချိုးနေတာကိုရွာကကာလာသားတွေအုပ်စုလိုက်ဝိုင်းချောင်းကြည့်ကြတဲ့အခန်းပါဝင်ပါတယ်အရင်ခေတ်ကဒါမျိုးကိုဟာတာပြကွက်လို့ထင်ခဲ့ကြပေမဲ့ယနေ့ခေတ်မှာတော့အမျိုးသမီးတွေပုံလိန်ပိုင်းဆိုင်ရာနှောက်ယှက်မှုကိုပုံမှန်ဟာတာတစ်ခုလိုဖန်တီးထားရဆိုပြီးအကြီးကျယ်ဝေဖန်ခံနေရတာပါဒီကိစ္စနဲ့ပတ်သက်ပြီးဒေါ်ဝင်းမင်းတန်ကသူမရဲ့လူမှုကွန်ရက်ကနေပြင်းပြင်းထန်ထန်မှတ်ချက်ပေးလာပါတယ်သူမကဒီပြကွက်ဟာမြန်မာယောက်ျားအချို့ရဲ့ဇယိုက်ကိုပေါ်လွင်အောင်ရိုက်ပြထားတာပဲမိမတယောက်ရေချိုးတာကိုအဖွဲလိုက်ချောင်းတာလုံးဝရှိစရာမဟုတ်ဘူးစိတ်တက်မမြင်မဘူးလို့ပြောရင်လည်းနားကြအောင်မယ်လို့ထောက်ပြခဲ့ပါတယ်။ဒါပြင်ဒါကိုရိုက်ရဲတဲ့သူနဲ့လက်ခံတရုပ်ဆောင်တဲ့သူအပေးယူမျှသွားရင်တော့ဒီလိုကိစ္စကိုလက်ခံတဲ့လူတိုင်းဝိုင်းကြီးကတကယ့်ကိုညွှန်စရာကြီးပါ။အခုလိုရုပ်ရှင်မျိုးကြီးပြီးအော်နှလုံးတောင်နာရဲဆိုပြီးဒေါသတကြီးရင်ဖွင့်သွားခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောဒေါ်ဝင်းမင်းတန်းရဲ့ပြတ်သားတဲ့ပြောစကားတွေပေါ်သဘောတူကြရဲ့လား။ဒါဖယ်ရှားတဲ့ပြကွက်လားဒါမှမဟုတ်တာမန်ရုပ်ရှင်ဟာတာတစ်ခုပဲလားဆိုတာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်လက်ရှိနာမည်ကအရန်ပူဆန်နေလို့ဆိုပြီးနာမည်အသစ်ပြောင်းလိုက်ခါမှာအလောင်းခံလိုက်ရတဲ့ချာလီမင်္ဂလာပါပရိသတ်များရှင်ချာလီနဲ့ဒီတို့ဆောင်တွေကတော့အခုတလုံးမှနာမည်ပြောင်းရတာကိုအတော်လေးဝါသနာပါနေပုံပါပဲဒီကလည်းပဲဟိုတလောကမှအတီရာဦးလိုနာမည်ပြောင်းလိုက်ပြီးတော့ချာလီကလည်းပဲအခုသူ့ရဲ့လက်ရှိနာမည်ကြီးကအရန်ပူဆန်နေတာကြောင့်တရုတ်ဆောင်လုပ်တွေကိုလောက်ကင်တဲ့အခါမှာမြန်မာဆန်ဆန်နာမည်လေးဖြစ်ချင်တယ်ဆိုပြီးတော့မှသူ့ရဲ့လက်ရှိနာမည်ကိုပြင်ပစ်လိုက်ပါတယ်ဘယ်လိုမျိုးလဲဆိုရင်တော့ချာလီငိမ့်ဆိုပြီးတော့ပါပဲဘလို့မှကိုမလိုက်ဖက်တဲ့နာမည်တစ်ခုပေါင်းဆက်လိုက်သလိုပါချာလီဆိုတဲ့နာမည်နောက်မှာမြန်မာဆန်သွားအောင်ငိမ့်ဆိုတဲ့စကားလုံးကိုထည့်ပေါင်းလိုက်တယ်ဆိုပေမဲ့ဘလို့မှလည်းလိုက်ဖက်မှုမရှိသလိုအချောက်နာမည်ကြီးနဲ့တောင်တူသွားတယ်ဆိုပြီးတော့မှသူ့ရဲ့အမခံပရိသတ်တွေကအစတခြားသူတွေကအစုံဝိုင်းဝန်းလောင်ရပြီးတော့မှပလင်းခဲ့ကြပါတယ်ဒါမှလည်းအဲ့လိုလုပ်လိုက်တာကချာလီမှာအကြောင်းပြချက်တော်ရှိပါတယ်ငိမ့်ဆိုတာကသူတို့မိသားစုရဲ့မျိုးရိုးနာမည်တစ်ခုလိုဖြစ်နေပြီးတော့မိသားစုဝင်တိုင်းရဲ့နာမည်မှာလည်းငိမ့်ပါတာကြောင့်မလို့အခုသူကလည်းအမတ်တရလည်းဖြစ်မိသားစုမျိုးရိုးနာမည်နဲ့လည်းအန်ကိုက်ပြီးတော့နာမည်စာတန်းထိုးတဲ့အခါမှာလည်းပဲမြန်မာဆန်ဆန်ကလေးဖြစ်သွားအောင်ဒီနာမည်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်ဆိုပြီးမှပရိသတ်တွေကိုပြောပြလာတာပါတချို့ဆနောက်တက်တဲ့ပရိသတ်တွေကတော့ရေးစားနှစ်ယောက်နာမည်လေးတွေဆင်တူသွားအောင်
ခြာဒီလီနဲ့လီဒီချာဆိုပြီးပြောင်းလိုက်ပါလားဆိုပြီးတော့မှစနောက်ခဲ့ကြပါသေးတယ်ကဲပရိသတ်ကြီးတို့ရောခြာလီခုလိုပြောင်းထားတဲ့နာမည်အသစ်နဲ့ပတ်သက်လို့ဘယ်လိုထင်မြင်မိကြလဲနော်ဗလာတပိတ်တာနဲ့မိမချမ်းကြီးလို့နေပေမဲ့လေအခုလိုကောင်းလေးကိုချစ်သူတော်ထားပြီးဖြစ်ကြောင်းဒဲထုတ်ကျွမ်းလာတဲ့ဘရိုနီကမင်္ဂလာပါပရိသတ်များရှင်ဝမ်ဖိုက်တာကြီးဖြစ်တဲ့ကရန်လဝိမဲ့ဘရိုနီကာဒီနေ့မှာတော့သူမရဲ့ပရိသတ်တွေအားလုံးကို surprise တိုက်သွားခဲ့ပါပြီဘရိုနီကာကျိုးဝိုင်းထဲမှာဆိုရင်ဗလာတောင်းတအကျော်တင်တင်မန်နဲ့ထန်နဲ့ကြောက်စရာကောင်းတဲ့လူချမ်းဖိုက်တာကြီးလို့နေတတ်သူတူပါသူမရဲ့အားလက်ချိန်နဲ့လက်တွေပေါ်မှာဆိုရင်တော့အဲ့ဒီလိုမျိုးလုံးဝမဟုတ်တော့ပဲစက်ညစ်ပတ်ပုံစံကိုပြောင်းလဲသွားတတ်တဲ့သူပါပျော်ပျော်နေတတ်ပြီးတော့ပေါ်တော်ဗီဒီယိုတွေရိုက်ဟာတာပုံတွေတင်းကပရိသတ်တွေကိုတနည်းတစ်ပုံရတာပေးတတ်ပြန်ပါသေးတယ်။ဒါပေမဲ့ဘလို့ပုံစံနဲ့ပဲနေသည်ဖြစ်စေပရိုနီကာဟာလုံးဝကိုမိမသားမဆန်မိန်လက်ဝိထိုးဖို့အတွက်လေ့ကျင့်ထားတဲ့အချိန်ကြီးကြောင့်မို့လို့ခန္ဓာကိုယ်တစ်ခုလုံးကလည်းကြွက်သားအဖုထစ်တွေနဲ့မျက်နှာသာမမြင်ရဘူးဆိုရင်တကယ့်ကိုယောက်ျားကြီးတစ်ယောက်လိုပါပဲ။ဒါပေမဲ့လေသူမခန္ဓာကိုယ်သာကျန်းပေမဲ့အသင်ကတော့နှုတ်ပြီးအရန်ချစ်တတ်ပါတယ်ဆိုတဲ့အကြောင်းကိုသူမလက်ရှိတွဲနေတဲ့ချစ်သူလေးရဲ့ပုံတွေကိုချပြကပရိသတ်တွေကိုကြော်ညာလိုက်ပါပြီ။ဘရိုနီကာစကော့တလန်တာကောင်လေးတစ်ယောက်နဲ့ official တွဲလိုက်ပြီးဖြစ်ပါတယ်။သူမရရှိထားတဲ့ပန်းစည်းလေးနဲ့တကွနှစ်ယောက်သားဒိတ်နေတဲ့ဇုံတွဲပုံလေးတွေကိုပါရုတ်တရက်တင်လာပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ခုချိန်ထိချစ်သူစကော့တလန်သားလေးရဲ့မျက်နှာကိုတော့မပြသေးပါဘူး။ဒါပေမဲ့လေအနောက်ကျောပုံကိုကြည့်ရတာနဲ့တင်အစင်လေးဖြစ်မဲ့ပုံပါပဲ။ဘရိုနီကာထက်တော့အနေငယ်ရက်ရှိပြီးသူမထက်လေးပုံမူထွားကြိုင်ပါတယ်။ဖိုက်တာလူချမ်းလက်ဝိမဲ့ဘရိုနီကာတယောက်သူ့ရဲ့စကော့တလန်သားလေးကိုဘယ်လိုခေါ်လဲသိကြလား။ကိုပါတယ်။သူ့ကိုရှိနေလဲပဲသူ့ကိုအရှင်လိုပဲဆက်ချစ်သွားကြဖို့နဲ့အချစ်တွေပေါ်မသွားကြပါနဲ့ဆိုပြီးပရိသတ်တွေကိုတော့လာချွဲနေပါသေးတယ်။တချို့ပရိသတ်တွေဆိုရင်လူကောင်လိုက်နဲ့ပုံကြီးတင်ပြီးအစစ်မှန် official ချပြတာတော့လုံးဝမယုံနိုင်တာကြောင့်မို့လို့ AI ကြီးလားလို့မေးနေသေးပါ။ဒါပေမဲ့လည်းဘရိုနီကာတယောက်ကတော့တကယ့်ကိုအမှန်ကန်စွန့်သွားတာပါနော်။လက်ရှိမှာတော့ဘရိုနီကာကထိုင်းနိုင်ငံမှာပဲအခြေချနေထိုင်နေပြီးတော့ပြိုင်ပွဲတွေကိုပါဝင်ရှင်ပြိုင်နေတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရောဘရိုနီကာတယောက်ရီးစားရသွားတဲ့ပတ်သက်လို့အထူးဆန်းနေဖြစ်နေကြပြီလားနော်။ရွှေစက်တော်ဘုရားပွဲမှာအမျိုးသမီးတွေဒီဂျင်နဲ့ကခုံမြူတူးနေကြလို့ငကားစိတ်ဆိုးကနောက်နေ့ရေကြီးနိုင်နေဆိုပြီးလူပြောများနေအခုရပိုင်လူမှုကွန်ရက်စာမျက်နှာတွေထက်မှာအပူပြင်းဆုံးနဲ့ဝေဖန်မှုအများဆုံးဖြစ်နေတဲ့မတ်ရွှေစက်တော်ဘုရားပွဲကြီးရဲ့တရုတ်ပြက်အခြေအနေတွေကိုပြည်သက်ကြီးတို့သိမြင်ပြီးလောက်ပြီးဖြစ်ပါတယ်ဒီလိုတရုတ်ပြက်နေကြလို့အခုဆိုရှေးလူကြီးတွေရဲ့တတိပေးစကားတွေပေါ်ထွက်လာပါပြီအထူးသဖြင့်အခုလိုသာသနာနေမြေမှာတရုတ်ပြက်ကခုံမှုတွေကြောင့်ဆိုင်ရာပိုင်ရာနက်နကားတွေစိတ်ဆိုးမြတ်ထွက်ပြီးနောက်နှစ်တွေမှာရေကြီးတာလိုမျိုးတဘာဝဘရဲ့အနေနဲ့ကြောက်ရောက်လာနိုင်နေဆိုတဲ့ခံမှန်းချက်တွေထွက်ပေါ်လာတာပါမတ်ရွှေဆက်တော်ဆိုတော့အားလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားရှင်ရဲ့တာလွန်မွန်မြတ်လာတဲ့ခြေတော်ရာကိုအထွတ်အမြတ်ထားပူဇော်ရနေရဖြစ်ပါတယ်အရင်ကဆိုရင်ရဝေးရနေကဖျားဖူးတွေဟာမန်းချောင်းရေစင်ကိုချုံခြေတော်ရာကိုဖူးမြော်ရင်အေးချမ်းမှုကိုရှာဖွေကြတဲ့ပွဲတော်ကြီးပါဒါပေမဲ့လက်ရှိမြင်တွေ့နေရတဲ့ပုံရိပ်တွေကတော့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေပါတယ်။ဖျားပွဲခွင်ထဲမှာနေရောညပါအတန်ချက်ဆက်ချဲကြီးတွေစောင်းပေါက်ကြီးတွေနဲ့ DJ တန်စင်တွေကိုစူညာပွက်လုံးရအောင်ဖွင့်ထားကြပါတယ်။ဒီထက်ဆိုတော့ကအမျိုးသမီးငယ်လေးတွေအပါအဝင်လူငယ်ချို့ဟာအသိစိတ်လွတ်နေသလိုတောက်စားမှုယူပြီးတရုတ်ပြက်ကခုန်နေကြတာကတကယ့်ကိုနိုင်ကလပ်တစ်ခုတည်းရောက်နေသလားလို့တော့ထင်မှတ်မှားရလာအောင်ပါပဲ။တကယ်တရားနဲ့လာကြတဲ့အေးချမ်းတဲ့ဖျားဘူးတွေတက်ကြီးရွယ်ဦးတွေအတွက်တော့စိတ်ငြိမ်မှုကိုလုံးဝမရနိုင်တော့တဲ့အပြင်အတော်လေးကိုစိတ်နှောက်ယှက်ဖြစ်နေကြရပါတယ်။ဒီလိုတရုတ်ပြတ်မှုတွေနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာရောဒေတာကန်ရှိလူကြီးတွေကြားမှာပါစိုးရိမ်တကြီးပြောဆိုနေကြတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါတော့ဒီလိုမြင့်မြတ်တဲ့သာသနာနယ်မြေမှာတရုတ်ပြတ်တာကိုဆိုင်ရာပိုင်ရာထက်ပုဂ္ဂိုလ်တွေတောပိုင်တောင်ပိုင်နဲ့တွေနဲ့ငကားတွေကလုံးဝမနစ်သက်ဘူးဆိုတဲ့ချက်ပါပဲ။မြမရိုးရယုံကြည်မှုတွေရမန်းရွှေဆက်တော်လိုတောတောင်ရှိမြေတန်ရတဲ့ဖျားเจ้าကန်ဒီမှာစောင့်ကြပ်နေကြတဲ့ကြီးမားတဲ့တကိုးရှင်နဂါးကြီးတွေနတ်မင်းတွေရှိရလို့ယုံကြည်ကြပါတယ်။အခုလိုဖျားပွဲတော်မှာမဖွဲမရလုံးရက်တွေရင်ကျေးမှုနဲ့မညီတဲ့တောက်စားကခုံမှုတွေကြောင့်နဂါးတွေစိတ်ဆိုးမြတ်ထွက်ရင်ဒေသခံတွေနဲ့ဖျားဘူးတွေကြီးမားတဲ့ဒုက္ခတွေရောက်လာနိုင်တယ်လို့လူကြီးတွေကလေးလေးနက်နက်ဆိုနေကြပါတယ်။ရှင်းလူကြီးတွေရဲ့ဒီတတိပေးချက်ဟာတက်တက်ချောင်းလန့်နေတာမျိုးမဟုတ်ဘူးလို့လည်းထောက်ပြနေကြပါတယ်။တမိုင်းကြောင်းတွေကိုပြန်ကြည့်ရင်အရင်တုန်းကလည်းမန်းရွှေဆက်တော်မှာလူတွေစီးကပ်မဲ့ပြီးတရုတ်ပြက်လုံရက်တွေမကောင်းမှုဒုစရိုက်တွေများလာတဲ့အခါမှာမထင်မှတ်ပဲကြီးမားတဲ့မိလောင်မှုကြီးတွေဖြစ်ခဲ့ပူပါတယ်။ဒါ့အပြင်စောင်းတွင်းကြီးမှာတော့မန်းချောင်းရီရုတ်တရက်အလုံးရင်းနဲ့ကြီးလာပြီး
ဆိုင်ကန်းတွေတဲခိုတဲ့တဲချောင်းတွေရေထဲမျောပါသွားတဲ့ဖြစ်ရပ်မျိုးတွေလည်းကြုံတွေ့ခဲ့ပူပါတယ်။ဒါကြောင့်အခုလိုဆိုးဆိုးရွားရွားတရုတ်ပြက်လာမှုတွေဟာလာမယ့်နှစ်တွေမှာရေကြီးတာမီးလောင်တာလိုမျိုးသဘာဝဘေးရန်တွေကိုတမင်တကာဖိတ်ခေါ်နေသလိုဖြစ်နေပြီလို့အများကစိုးရိမ်နေကြတာပါ။ဘာသာရေးနဲ့ရိုးရာယုံကြည်မှုဆိုတာကမြန်မာလူမျိုးတွေအတွက်တော့ခွဲခြားလို့မရအောင်တွန်းတွဲနေတတ်ပါတယ်။ရှေးလူကြီးတွေပြောတဲ့နဂါးတွေရဲ့မြတ်တော်တာကိုတိတ်ပန်နေကြယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေမြတ်စွာဘုရားရဲ့ခြေတော်ရာကိန်းဝင်ရာထွတ်မြတ်နေရာမှာအခုလိုရှာထားသမျှငွေတွေအကုန်လုံးကိုတညာရင်းနဲ့အခုလိုနေရာမှာအကုန်သုံးပြစ်လိုက်လို့ယူမြောင်သွားပြီလားဆိုပြီးဝေဖန်ခံလိုက်ရတဲ့ဖတ်တီးမှာမင်္ဂလာပါပရိသတ်များရှင်လူတွေဟာမပြည့်စုံခင်မချမ်းသာသေးခင်ချိန်နေမှာတော့ငွေရတံမှုကိုကောင်းကောင်းကြီးနားလေသဘောပေါက်ကြပြီးအလွန်အကျွံမတုံ့ဖြုံးပြီးချင်းချင်းနေတတ်ကြပါတယ်။ဒါပေမဲ့လည်းပတ်စံလေးများနည်းနည်းရှိလို့ကတော့ငွေကိုရေလိုသုံးကျင်လာကြတာပါ။အခုအဲ့ဒီတဲမှာဖတ်တီးမှလည်းပါဝင်ဖြစ်နေပါပြီ။ဖတ်တီးမှဆိုရင်ပရိသတ်တို့သိတဲ့အတိုင်းပဲဟိုရင်ချိန်တုန်းကစူးစမ်းနေရတဲ့တာမန်ဈေးတယ်လေးတယောက်ပါ။ဒါပေမဲ့သူမရဲ့ကံနဲ့စမ်းနေကြောင်းမို့လို့တဟုန်တိုးလူတီများအောင်မြင်လာခဲ့ပြီးတော့အခုဆိုရင်ရန်ကုန်မှာဆိုင်ခွဲတွေအများကြီးနဲ့နေ့စီဝင်ငွေတွေကလည်းတော့ကိုကောင်းမွန်နေတာကြောင့်မို့လို့တထင်းမကြီးတယောက်ဖြစ်လို့လာပါပြီ။ဒါပေမဲ့လည်းပညာမတတ်သူပြီးပတ်စံကိုဘယ်လိုနေရာမှာဘယ်လိုကျိုးရှိအောင်သုံးရမယ်ဆိုတာစဉ်းစားချင်းချင်းနိုင်စွမ်းသိမ့်မရှိတာကြောင့်မို့လို့အခုလိုမျိုးလူပြောစရာလုပ်ရတဲ့တစ်ခုကိုဖတ်တီးမကလုပ်ပြလိုက်ပါတယ်။ဖတ်တီးမကလွန်ခဲ့တဲ့နေ့တုန်းကစိုင်းရီမိုးရဲ့စပွဲကိုတွားကြည့်ခဲ့ပြီးတော့စိုင်းရီမိုး3900တီတီစုချသွားခဲ့ပါတယ်။တင်ကားရဆိုရင်ပမာဏကသူမအနေနဲ့ဆိုရင်နောက်ထပ်ဆိုင်ခွဲတွေအများကြီးဖွင့်ပြီးစီးပွားရေးကိုချဲ့ထွင်လို့ရတဲ့အနေအထားဖြစ်ပါတယ်။မင်းသားကိုချစ်လို့ကြိုက်လို့စုချတာမှန်ပေမဲ့သူ့အနေထားနဲ့ဆိုရင်အခုလိုမျိုးသိရချီပမာဏလောက်ကြီးအထိတုံးပြုံစုချလိုက်တာမျိုးဟာဘလို့မှကိုမဖြစ်သင့်သေးပါဘူး။အဲဒီလိုပတ်စံတွေကိုစူဆောင်းရမိဖို့အတွက်ဘလောက်တောင်ဘလို့ကြိုးစားလာခဲ့ရတယ်ဆိုတာသူမကိုယ်တိုင်နဲ့အသိဆုံးဖြစ်မှာပါ။ဒါပေမဲ့လည်းစိတ်လိုကိုလိုက်ပြီးမင်းသားကိုချစ်တဲ့စိတ်ဂုံဖော်ခြင်းတဲ့စိတ်တစ်ခုတည်းနဲ့အဲ့ဒီလိုမျိုး3900တီတီကိုတညာတဲ့အကုန်သုံးပြီးစုချပြစ်လိုက်တာကြောင့်မို့လို့လူရယာဖတ်တီးမကိုပြစ်တင်ဝေဖန်ခဲ့ကြပါတော့တယ်။ရှာထားသမျှငွေတွေအကုန်လုံးကိုအခုလိုပုံစံနဲ့အကျိုးလေးမရှိဘဲနဲ့တညာရဲဖြုံးလိုက်တာလားအရှင်ဘွားကိုမေ့သွားတာလားစသဖြင့်သူမကိုမေးခွန်းနေလေထုတ်လာကြပါတော့တယ်။ဒါပေမဲ့လည်းဖတ်တီးမကတော့အဲ့ဒီစကားတွေကိုလုံးဝမမှုပဲသူမရဲ့စိတ်ပျော်ရွှင်ရာတွေကိုသာလုပ်နေတာဖြစ်ပြီးပတ်စံ3900ဆိုတာကနေစူးစမ်းပြီးပြန်ရှာမယ်ဆိုရင်ခဏလေးနဲ့ရနိုင်တယ်လို့တော့ပြောပြသွားပါသေးတယ်။ပရိသတ်ကြီးတို့ရောဖတ်တီးမရဲ့အခုလိုလုပ်ရက်ကိုမှန်သလားမှားသလားဘယ်လိုထင်မြင်မိကြပါလဲရှင်။